ခါတုန်းကအလွန်ဝေးလံလာတဲ့တိုင်းပြည်လေးတစ်ပြည်မှာဘုရင်နန်းတော်ကြီးတစ်ခုရှိတဲ့အဲ့ဒီနန်းတော်ကြီးဟာအလွန်မှပဲရင်သက်ရှူမောပွဲခမ်းနားလှပါတယ်တစ်ပင်ပန်းမှန်တွေဟာလည်းတိတ်ကိုလှပစိမ့်လန်းလျက်ရှိပြီးလဲပတ်နေတဲ့တသားရဟတ်ကြီးနဲ့တရိတ်ဆန်မျိုးစုံအယောင်အသွေးကျွယ်လွန်းလာတဲ့ပန်းများဟာလည်းပကြီကားတစ်ချက်ပမာတိတ်ကိုလှပပြီးပြည့်စုံလာတယ်နန်းတွင်သူနန်းတွင်သားတွေဟာလည်းနန်းတော်စီမင်းဥပဒေတွေကိုအလွန်ဂရုပြုနေထိုင်ကြတဲ့ဘုရင်ဟာလည်းတိုင်းသူပြည်သားတွေအပေါ်မပြတ်မလက်အရာတိုင်းဖူလုံစွာရရှိစေရန်စနစ်တကျစီမံကွပ်ကဲတာပေါ့။အိုးတိတ်လှတဲ့နေရာပါလား။ဒီနေရာရဲ့လှပမှုတွေနဲ့လူတွေကိုဖန်ဆားထားလေတယ်။ဒါပေမဲ့အလိုလေးဒီလောက်လှပပြီးပြည့်စုံတဲ့နေရာမှာအလုံးမှပဲဝမ်းနေနေတဲ့လူတစ်ယောက်ရှိတယ်။ကဲအဲ့ဒီသူကဘာသူဖြစ်မလဲ။တင်လဲမေးခွန်းထုတ်နိုင်ပါတယ်။ဒီလောက်ပြည့်စုံတဲ့နေရာမှာဝမ်းနေတဲ့သူရှိတယ်ဆိုတာဘယ်လိုလုပ်ပြီးဖြစ်နိုင်ပါလဲ။အဲ့ဒီဝမ်းနေနေတဲ့ပုံရိပ်ပိုင်ရှင်ကတော့ဘီရင်ကြီးပဲငါရန်ဝမ်းနေတယ်ငါရန်ဝမ်းနေတယ်ဘီရင်ကြီးအနိကအမြဲတမ်းရှိပြီးအကူအညီပေးတတ်တဲ့အကြံပေးပုဂ္ဂိုလ်အကြီးအကဲအမတ်ကြီးဘန်နီဘင်းကြီးတိတ်ဝမ်းနေနေတယ်ဒါဘာကြောင့်လဲဆိုတော့ကျုပ်စဉ်းစားနေတာကျုပ်သိပြီဘင်းကြီးအတွက်သူကြိုက်တဲ့ခဲဝဲစားပွဲတွေပြင်ဆင်ပေးရမယ်စတော်ဘယ်ရီစားသမို့ဒါနဲ့မဟုတ်သမားမဟုတ်ရတော့မယ်ချက်ပြဖို့ချေရောက်ပြီအစားသွင်းဖို့ကိုဘရင်ကြီးကြိုက်တယ်ဘရင်ကြီးပျော်ရွှင်ကျွေးနှံ့အောင်လှုပ်ပေးနိုင်မယ်ငါပဲငါ့ကိုချီးမွမ်းစေမယ်မြန်လေးတပည့်ရေဒဲအိုးကိုပေးဟုတ်ကဲ့ဆရာဒီဘက်မှာဒီမှာဒဲအိုးဒါပါလေမင်းဒဲအိုးမယူလာပြီအိုးဟာတွားငါဒီလူနဲ့ငါဘယ်လိုလုပ်ရမလဲပြဿနာတွေပဲဒါနဲ့ဘီကိုချင်းနဲ့စီမယ်ဆိုတာငါသိတယ်ငါကြီးပွားမှာမဟုတ်သမားရဲ့ရည်ရွယ်ချက်ကိုကြားရတဲ့ဘီရင်ကြီးဟာရုတ်တရက်ဆိုသလိုဒါကိုဘရင်ကြီးမကြိုက်တော့လို့ဖြစ်မယ်ငါမကြီးပွားတော့ပါလားခွန်းလပတ်စပေါ်မူဒီမောင်ကအသက်အရသာရှိပါတယ်ဒါပေမဲ့ငါအယံဝမ်းနေတယ်အရှင်မင်းကြီးဒါအားလုံးမင်းမှာပဲအမတ်ကြီးဟာဘရင်းမောင်နာကိုပြေးသွားပြီးဘီရင်ကြီးအကြိုက်ထင်ရှားတဲ့နာမည်ကြီးအော့ပရာဆိုတော့ပန်ဒီကိုမြင်တော့ကျေးဇူးတင်မဆုံးဖြစ်နေတာပေါ့အိုးလက်ပြပေးစမ်းပါဒီမှာရှုပ်ရှက်ခတ်နေတာပဲကျမဘင်းစီသွားပြီးတချင်းဆုံမယ်ဆိုသဘောမပေါက်ဘူးလားတလန်လုံးရှုပ်ရှက်ခတ်နေတာပဲတော်ဖဲပေးစမ်းပါကျမဘင်းစီသွားမယ်ဖဲဝေးကိုဖဲသွားကြပါမတွန်းနဲ့မင်းကဘာမှမလုပ်လဲအရှင်မင်းကြီးအရှင်ကိုပျော်ရွှင်စေမဲ့ဖျော်ဖြေမှုတစ်ခုရှိတယ်အရှင်ကြိုက်ဆိုတော့ကိုကျွန်တော်မျိုးဖိတ်ခေါ်ထားပါတယ်လာဒိုနာဖန်နီအရှင်မင်းကြီးတန်စင်စတော့တီးတာဆိုးရလိုက်တာကျမနောက်တစ်ပုတ်ဆိုးရမလားရှင်တော်ပြီဒါမှမဟုတ်မျက်လက်ဆရာကရှေ့မောကိုပြေးစီမှာပဲဖြောပြမှုလိုအပ်နေတယ်မပူနဲ့ကျုံးမှာအစီအစဉ်ရှိတယ်ဒါချားပါများလဲလူရှင်တော်များကြည့်ချင်တာလားကဲဒီမှာဒီလိုနဲ့အမတ်ကြီးစပိုမှုအဆိုတော်နဲ့မျက်လက်ဆရာတို့ဟာနားနဲ့မူလွဲကစတဲ့တဦးနဲ့တူအငင်းပွားနေကြလေရဲ့
ဘီရင်ကြီးကတော့ဝမ်းနဲ့စိတ်ပြည့်လျက်ရှိနေတယ် ငါတို့နဲ့ငါလောက်တာပဲ မင်းမလုပ်နိုင်ဘူး လောက်တယ် မင်းမလုပ်နိုင်ဘူး လောက်တယ် မင်းမလုပ်နိုင် ။ ဘူး ဒီအစားတော့ကြောင်မဲ့ဖြစ်မယ် မင်းမလောက်တာမင်း ။ဒီတန်းမြင်ငါတချင်းဆိုကောင်းဆုံးဆိုတော့မကြောက်လား နောက်ဆုံးမှာ ဘာလို့များလဲအရှင်ဘာကိုများအလိုမကျတာပါလဲအရှင်မင်းကြီးတိုင်းပြည်ရှင်တွေကအရန်ကောင်းမွန်တာပဲဒါဟာတကယ်ကိုမှအကောင်းဆုံးနေရာလို့ဖော်ပြနေတာပဲ ဟုတ်ပြီဒါပေမဲ့ငါရဲ့တိုင်းသူပြည်သားတွေရဲ့စိတ်သက်ချိန်တွေကိုမင်းသိရလားလာခဲ့မင်းကိုငါပြမယ်ငါရဲ့တိုင်းပြည်ကိုကြည့်ပါဦး 200 မတွန်းနဲ့ မတော်ပါဘူး မင်းတွန်းတာ ငါမတုံး ကျမကိုညီနိုင်မလား 200 ဟေးဘာဖြစ်နေလဲ ဒီငါးပုတ်တွေကိုဘယ်တော့မှမတန်ဘူးထွက်သွားစမ်းပါ မတွန်းနဲ့ ငါမတုံးပါဘူးဟိုကြည့်ပါဦး ကျလိုက်ကျေးဇူးပြကိုညီ တောင်းပန် နို ပါ င် လေလူရရှုပ်နေတယ် သွားစမ်းမမင်းကလေးနေလမ်းပိတ်နေတယ်အော် မင်းမြင်ပြီမလားငါရဲ့နန်းတော်မှာလိုလေသေးမရှိပြည့်စုံကုန်လုံးပဲမဲ့တိုင်းသူပြည်သားတွေကတော့အချင်းချင်းတယောက်ကိုတယောက်အလေးမထားဂီယူမဆိုင်ကြအယိုသေးမဲ့နေကြတယ်လေသူတို့ကြားမှာတကူကောင်းဆံမှုတွေသာပြည့်နှက်လို့နေတယ် နောက်ဆုံးမှာဘီရင်ကြီးဟာအကြံတစ်ခုရလိုက်တယ် ဟုတ်ပြီငါအကြံရပြီဟုတ်ပြီဟာဟုတ်ပြီငါအကြံရပြီကွာဟ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 ာ အဲ့ဒီညမှာအမက်ကြီးဟာဘွဲမှာထိုင်ရင်လှုပ်ရှုပ်နေခဲ့တယ် တိုင်းအမေစီဝေးမှာဒါလေးပြဒါပါလေ အမက်ကြီးဟာသူ့ရဲ့စပွဲစီပြန်လာပြီးအဲ့ဒီမှာဘယ်သူမှမရှိဘူးလို့ထင်ထားတယ်သူအလှုပ်ရှုပ်နေစဉ်သူ့ရဲ့ပြင်းမောက်နားမှာတော့သူမထင်ထားတဲ့အရေးတစ်ခုဟာလှုပ်ရှုပ်လို့နေတာပေါ့နောက်တစ်နေ့အရောက်မှာတော့ ဘာလည်းမဟုတ်ဘူး ဒါပါကြီးလေကိမုတ်ကြီးနဲ့တိတ်တူတယ်တိတ်ကြီးလွန်းတယ်ဟာလမ်းမပိတ်ဆို့နေလိုက်တာစိတ်ပြက်စရာဒါကိုတရားရရွှေ့ပေးတင်တယ် ။ဒါငါကြိုက်ဆုံးဂီတကိုဖော်ပြနေတယ်လို့ပဲ။ကြောက်တုံးလေမင်းတို့နားထောင်ကြလား ။အော်ကျမထင်တာကတော့ဓာရီကိုတယောက်ဖယ်ရှားတဲ့နဲ့ထင်တာပဲ။အဲ့ဒါရှင်မဲဖြစ်တဲ့နဲ့ ကျုပ်ကလာမကြည့်နဲ့ ဟေးငါ့ကိုလာမကြည့်နဲ့ငါဒီနေ့ပြားတစ်ကောင်လို့အလုံးများတယ်ပျော်မသားသားလည်းရှိသေးတယ်သွားပြီတကယ်ချင်းတို့ရေ အတော်ကြီးတဲ့ကြောက်တုံးကြီးပါလားဘာကြောင့်တရားရောက်ဒါကိုမရှင်းဖြစ်တာလဲ ဟေးငါ့တော့မခိုင်းနဲ့ဒါကြီးကိုရှင်းပြဖို့ငါတောင်းရင်မဟုတ်ဘူး ငါမလောက်နိုင်ဘူးယူမထနဲ့ မင်းဒါကိုရွှေ့တင်တယ် ။ငါ့ကိုဒါမျိုးလာခိုင်းเสียလား။ဟမ် နောက်ဆုံးတော့လူအုပ်ကြီးကြားထဲမှာလူငယ်လေးတယောက်ကမတက်ရက်နေတယ်လူအများကတော့ညင်ပွားဆဲပဲကောင်လေးကလူအုပ်ကြီးကိုကြည့်လိုက်ကြောက်တုံးကြီးကိုကြည့်လိုက်နေပေါ့ကောင်လေးကဒီပြဿနာဟာမြို့လန်းသွားလန်းလာတွေကိုဒုက္ခတွေ့ပြီးလူအများကိုစိတ်ကတိကောက်ဖြစ်စေမှတီးခဲ့တယ်သူလည်းအလုပ်များတာပဲသူ့ရဲ့ဖခင်ရဲ့သူတွေကိုထိန်းချောင်းမှုရှိတယ်ဒါပေမဲ့သူတတိယလိုက်တယ် သူတို့ဘာကူညီလိုအပ်တဲ့အခါစဉ်းစားသိတတ်ဖို့ကျွန်တော်ဖေကမှာဘူးတယ်ဒါလောက်တဲ့နဲ့လောက်လေးတစ်ခုပါပဲ ထုံးနောက်မှာသူ့ရဲ့ဒုတ်ချောင်းလေးကိုယူလိုက်ပြီးတွန်းတယ်တွန်းတယ်တွန်းတယ်ကြောက်တုံးကြီးလမ်းဘေးကိုယူသွားသည့်တိုင်အောင်တွန်းဖယ်လိုက်တယ်လူအများကတော့အံ့ဩပင့်သက်ရင်သူအံ့အားတင့်သွားတာကကြောက်တုံးကြီးရဲ့အောက်မှာအလွန်ကြီးမားတဲ့တသားတတာကြီးတစ်လုံးကိုတွေ့လိုက်ရတာပဲကောင်လေးဟာတက်တာအဖုံးကိုဖွင့်လိုက်တယ်ဆိုရင်ပဲလူအများဟာအံ့အားတင့်ငေးမောကြည့်မိတာကရွှေရီနဲ့ပြည့်နေတာကိုမြင်လိုက်ရလို့ပဲရွှေငွေရတနာရဲ့အလယ်မှာတွေ့တဲ့စာတိုလေးတစ်စောင်မှာရေးထားတာက ကြောက်တုံးကြီးကိုဖယ်ရှားပေးသူအတွက်မင်းဟာမင်းရဲ့အိမ်နီးချင်းမိတ်ဆွေတွေကိုတကူကောင်းမဆန်မဲ့ဂယုပြုလေးထားမှုတွေကိုပြသပေးလိုက်တာပဲဒီစိတ်ထားအတွက်ဒီဆုလက်ကိုလက်ခံပါဒါကိုကြည်ကျင်အဖြစ်တိုင်းသူပြည်သားတွေလည်းတကူကောင်းဆန်သူတွေအဖြစ်
မရှိဖို့အမြဲတမ်းအမှတ်ရနေစေလိမ့်မယ်မှဘုရင်ကြီး တိုင်းသူပြည်သားများဟာသူတို့အလွန်တကူကောင်းဆန်တယ်ဆိုတာကိုသတိပြုမိတဲ့အချိန်မှာအလွန်ရှက်သွားကြတယ်သူတို့ဟာလူတစ်ဖက်သားကိုအခုလိုနီးမျိုးစုံနဲ့ကူညီနိုင်မှာလားဆိုတာကိုတွေးတောမိလာကြတယ်ဒီအခိုက်အတန့်လေးပြီးနောက်မှာတဖြည်းဖြည်းနဲ့နည်းနည်းလူအများဟာသူတစ်ပါးအတွက်ပုံမှုစဉ်းစားပေးလာကြတယ်မကြခင်မှာနှိမ့်ချခြင်းနှလုံးသားနဲ့နန်းတော်လေးဆိုပြီးပြောင်းလဲခေါ်လာကြတာပေါ့